ကြောက်စရာကြီးပြလက်ဆက်လိုက်တာဆိုတာမိန်းကလေးတယောက်ကိုပေါ့နော်ဒါ new acid တွေနဲ့ဒါခေါင်းပေါ်လောင်းလိုက်တဲ့အချိန်မှာသူ့ဘဝအသက်ရှင်နေရတော့မှငရဲဖြစ်သွားတယ်တကယ်တမ်းလေသူမျက်လုံးတွေလည်းကွယ်သွားခဲ့တယ်ပေါ့နော်ဆိုတော့တအားကိုကြောက်ဖို့ကောင်းတယ်လို့ကျွန်တော်ပြောချင်တယ်မလေးမှာနေမြန်မာအမျိုးသမီးလေးပေါ့လေဒီကောင်လေးမှာကနေမိန်းမရှိထားတယ်ဟိုဘက်က Australia မှာဒါပေမဲ့ तू ကလိန်ပြီးတော့မှကောင်မလေးကို तू ကလူပြိုဆိုပြီးတော့မှ तू ကယူလိုက်တယ်ကောင်မလေးကမသိယူလိုက်တယ်ပေါ့နော်ကောင်မလေးကိုဝင်ရှိသွားတဲ့အချိန်မှာအဲ့မှာကောင်မလေးကတိသွားတယ်အနေနဲ့ရထားတဲ့ကိုဝင်ကိုပေါ့နော်ငါမလို့ချင်ဖက်ချမယ်ပါညာပုံစံမျိုးပြောတယ်လို့ကြားတယ်ဗျဟုတ်ကဲ့ဆိုတော့အဲ့အချိန်မှာပဲကောင်လေးကနေဒေါသဖြစ်ပြီးတော့မှပေါ့နော်ရေနွေးနဲ့ acid နဲ့ကိုတေချာပေါ့နော် intentionally တေချာကလှုပ်ကြံလိုက်တာပေါ့နော်ဆိုတဲ့အချိန်မှာခေါင်းပေါ်ကနေလောင်းချပစ်တာခေါင်းပေါ်ကြီးကလောင်းချလိုက်တဲ့ခါကျတော့လူကလေအဲ့မှာပုံထဲမှာတွေ့တဲ့အတိုင်းပါပဲเนาะမျက်လုံးတွေလည်းအကုန်ကန်းသွားတာပါဒီကလေးမအတွက်ကျွန်တော်တို့ဒီနေအင်တာဗျူးကြည့်ပေးနေတဲ့သူတယောက်ချင်းကနေပြီးတော့မှဒါလှူငွေလေးလှူလို့ရအောင်လို့ပေါ့နော်လှူခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်စီမှာလှူလို့ရတယ်လို့เนาะကျွန်တော်ရဲ့အကောင့်လေးကိုပြပေးလိုက်ကြပါเนาะကျွန်တော်အကောင့်လေးမှာလည်းကျွန်တော် comment မှာချပေးထားတယ်ကျွန်တော်ဒီလှူလို့ရမယ့် banking ဒေါ်လာကောင်ဒါ banking တို့ KP တို့ဘာလို့ညာတော့ပေါ့เนาะဘုံကျွန်တော်ချပေးထားတာလေးတွေရှိပါတယ်ခင်ဗျဟုတ်ကဲ့ပါပေါ့နော်ဒီအကောင်မလေးဖြစ်တဲ့ကိစ္စမှာပေါ့နော်ကျွန်တော်တို့ဒီခွေးလေးဖြစ်တာနဲ့တတိုက်နေတရက်ပဲกว่าကျွန်တော်ခွေးကိစ္စလေးမှာခန်းစားချက်ဖြစ်နေတဲ့ချိန်နဲ့ဆိုတော့သူ့ဟာကိုကျွန်တော်မသိလိုက်ဘူးဒါပေမဲ့ပြန်သိလိုက်ရတဲ့အချိန်မှာခါခဏပြန်ဖတ်ကြည့်လိုက်တဲ့ချိန်မှာကျတော့ကြောက်စရာကြီးပြလက်ဆက်လိုက်တာဆိုတာမိန်းကလေးတယောက်ကိုပေါ့နော်ဒါ new acid တွေနဲ့ဒါခေါင်းပေါ်လောင်းလိုက်တဲ့အချိန်မှာသူ့ဘဝအသက်ရှင်နေရတော့မှငရဲဖြစ်သွားတယ်တကယ်တမ်းလေသူမျက်လုံးတွေလည်းကွယ်သွားခဲ့တယ်ပေါ့နော်ဆိုတော့တအားကိုကြောက်ဖို့ကောင်းတယ်လို့ကျွန်တော်ပြောချင်တယ်ဟုတ်ကဲ့ပါကျွန်တော်ကအဲ့ဒါကိုမြင်နေချိန်မှာပေါ့နော်ကျွန်တော်တခုခုလုပ်ပေးခြင်းတဲ့စိတ်ကလေးတစ်ခုဖြတ်လာတယ်ပေါ့လေဆိုတော့ကျွန်တော်တယောက်တည်းတအားနဲ့လေကျွန်တော်လုပ်လို့မရဘူးပေါ့လေဆိုတဲ့ခါကျတော့ကျွန်တော်ကအဲ့မှာစဉ်းစားလိုက်တယ်ပေါ့နော်ဆိုတော့ငါတခုခုတော့ငါလုပ်ဦးမယ်ဒီကိစ္စကိုလူတွေသိအောင်ပေါ့နော်ငါ speak out လုပ်ပြီးတော့မှငါအလှလေးငါခံအောင်မယ်ဆိုပြီးတော့မှကျွန်တော်နဲ့တည်တဲ့ဒါစီးပွားရေးလုပ်ငန်းရှင်ကြီးတွေကိုတယောက်ချင်းစီကိုကျွန်တော်မျက်နှာပူစွာနဲ့ပဲကျွန်တော်ကိုယ်တိုင်ကျွန်တော်ဖုန်းဆက်တော့၎င်းကျွန်တော် post တွေကျွန်တော် share ရတော့၎င်းကျွန်တော်အကုန်လုံးကျွန်တော်လိုက်ပို့တယ်ကျွန်တော်ရအောင်တခါမှကျွန်တော်အလူမခံဘူးပါဘူးလို့ကျွန်တော်ပြောမှာလေနေပြီးဒီကိစ္စလေးတော့ကျွန်တော်အလူခံပြရစီခင်ဗျာလို့ဆိုပြီးတော့မှကျွန်တော်ဘက်ကနေကူညီပေးခြင်းလို့ပါတကယ်လဲတော်တော်များများကနေပြီးတော့မှတကယ်အများကြီးကူညီပေးတယ်နေပြီး9000ထဲရလို့ရှိ1000ထဲရလို့ရှိတယ်3သိန်းထဲရလို့ရှိတယ်နေ3သိန်းထဲရလို့ရှိတယ်6သိန်းထဲရလို့ရှိတယ်10သိန်းထဲရလို့ရှိတယ်အဲ့လိုမျိုးလေးတွေပေါ့နော်ဆိုတော့ထဲကြတယ်အများကြီးတွေဆိုအဲ့တော့ခုချိန်မှာ fan ဝဲတရက်ထဲနဲ့ကိုပဲကျွန်တော်လောလောဆယ်မှာပေါ့နော်သိန်း100ကျော်တော့ဖြစ်နေပြီမစိုးဘူးလို့ပြောလို့ရတယ်ပေါ့နော်ဆိုထပ်ပြီးတော့မှကျွန်တော်2ရက်3ရက်ထပ်ပြီးတော့မှကျွန်တော်အလူခံပါအောင်မယ်ပြီးပါလို့ရှိရင်အမောက်များလာတာနဲ့အညာပေါ့နော်ကျွန်တော်ကိုယ်တိုင်ကမလေးကိုသွားပေးရင်လည်းပေးပဲမပေးလို့ရှိရင်လည်းဒီကနေပြီးတော့မှစိတ်ချရတယ်ဆိုတော့ကျွန်တော်လှမ်းပို့ရင်လည်းကျွန်တော်ပို့ပေးလိုက်ပါမယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်သိရတော့ပြပြတာပေါ့နော်ကျွန်တော်သိရတော့ပြပြကျွန်တော်တိကျကျတော့အရင်သိရတာမဟုတ်ဘူးကျွန်တော်ကြားရတဲ့လောက်ကိုရှင်းပြရမယ်ဆိုလို့ရှိရင်တော့ဒီမလေးမှာနေမြန်မာအမျိုးသမီးလေးပေါ့လေသူကအိမ်တော်ပြုတ်တယ်လို့ကြားတယ်ဗျသူအိမ်တော်ဘက်ကဒါAustralia ကပေါ့နော်Australia ကနေပြီးတော့မှဒီကောင်လေးကလည်းမလေးကိုလာပြီးသူကနေယူလိုက်တယ်ပေါ့ဆိုတော့တကယ်တော့ဒီကောင်လေးမှာကနေမိန်းမရှိထားတယ်ဟိုဘက်က Australia မှာဒါပေမဲ့ तू ကလိန်ပြီးတော့မှကောင်မလေးကို तू ကလူပြိုဆိုပြီးတော့မှ तू ကယူလိုက်တယ်ကောင်မလေးကမသိယူလိုက်တယ်ပေါ့နော်ကောင်မလေးကိုဝင်ရှိသွားတဲ့အချိန်မှာအဲ့မှာကောင်မလေးကတိသွားတဲ့အချိန်ကျတော့ तू စကားများကြတဲ့အချိန်မှာကောင်မလေးကစကားတစ်ခုသုံးလိုက်တယ်လို့ပြောတယ်ဗျနည်းနည်းရထားတဲ့ကိုဝင်ကိုပေါ့နော်ငါမလို့ချင်ဖက်ချမယ်ပါညာပုံစံမျိုးပြောတယ်လို့ကြားတယ်ဗျဟုတ်ကဲ့ဆိုတော့အဲ့အချိန်မှာပဲကောင်လေးကနေဒေါသဖြစ်ပြီးတော့မှပေါ့နော်ရေနွေးနဲ့ acid နဲ့ကိုတေချာပေါ့နော် intentionally တေချာကလှုပ်ကြံလိုက်တာပေါ့နော်ဆိုတဲ့အချိန်မှာခေါင်းပေါ်ကနေလောင်းချပစ်တာဒီကျွန်တော်အနေနဲ့ပေါ့နော်တကယ်တမ်းကဒီလက်လက်6လောက်တွေလောက်ပဲဆိုရင်တော့မှနည်းနည်းအဆင်ပြေပါသေးတယ်ခေါင်းပေါ်ကြီးကလောင်းချလိုက်တဲ့ခါကျတော့လူကလေအဲ့မှာပုံထဲမှာတွေ့တဲ့အတိုင်းပါပဲเนาะမျက်လုံးတွေလည်းအကုန်ကန်းသွားတာပါဆိုတော့ရှင်းပြောလို့ရှိရင်ပေါ့နော်လောကကြီးမှာလူတွေကဒီလောက်ပြည့်စက်နေပြီလားဟာလို့ကျွန်တော်မိကုန်ထုတ်ရှင်တာပေါ့နော်အားကြောင့်ကျွန်တော်သိပြီးတော့လေကျွန်တော်လည်းဒီနောက်ပိုင်းမှာကိုယ့်အကိုတီးတန့်တယောက်ချင်းနေဖြစ်တာပုံများတယ်
ကျွန်တော်တိတ်လူတွေနဲ့တော့အရင်ဖြစ်ခက်ခင်းခင်းနေတာပို့ပြီးများလာတယ်ကျွန်တော်ကူညီပေးနေတာမှလည်းကျွန်တော်အကုန်လုံးကူညီပေးရကြတယ်ဟုတ်ကျွန်တော် ACC ပဲနေချင်တော့ပါချင်းပြောရင်ကျွန်တော်ကဒီအရာတွေဖြည့်ပေးနေရဆိုတာဒါ point လုပ်နေတာမဟုတ်ပါဘူးเนาะကျွန်တော်ဘယ်သူကိစ္စမှလည်းကျွန်တော်ဝင်ပါခဲ့ပါအောင်ကျွန်တော် ACC နေတဲ့သူတယောက်ပါဒါမဲ့ပေါ့เนาะဒီဟာ interview လေးကိုဖြည့်ပေးရတယ်ဆိုတာကလည်းဒီကလေးမအတွက်ကျွန်တော်ဒီနေ interview ကြည့်ပေးနေတဲ့သူတဦးတယောက်ချင်းကနေပြီးတော့မှဒါလှူငွေလေးလှူလို့ရအောင်လို့ပေါ့နော်လှူခြင်းနဲ့ဆိုလို့ရှိရင်လဲကျွန်တော်စီမှာလှူလို့ရတယ်လို့เนาะကျွန်တော်ရဲ့ account လေးကိုပြပေးလိုက်ကြပါเนาะကျွန်တော် account လေးမှာလဲကျွန်တော် comment မှာချပေးထားတယ်ကျွန်တော်ဒီလှူလို့ရမယ့် banking တော်လကောင်ဒါ banking တို့ KP တို့ဘာလို့ညာတော့ပေါ့နော်အကုန်လုံးကျွန်တော်ချပေးထားတာလေးတွေရှိပါတယ်ခင်ဗျဟုတ်ကဲ့ပါဗျာဒေါသဖြစ်လို့လက်နေနဲ့ပပပါတာအထီးကလက်ခံလို့ရသေးတယ်ဒါပေမဲ့ဒါကြီးကကျတော့အရန်ကိုလူပေါင်းထဲမှာကျတော့လက်ခံနိုင်တဲ့အကြောင်းမရှိဘူးလို့ကျွန်တော်ပြောချင်ပါတယ်ဗျဟုတ်တော်တော်ကြာအောင်ပဲဗျဘာလို့လဲဆိုတော့လေမျက်လုံးကမ်းသွားပြီဆိုကြတဲ့ကဒါသွားလိုက်ပြီပေါ့နော်ဆိုတော့မျက်နှာကြီးတစ်ခုလုံးကြီးကလည်းတော်တော်ကြီးကိုဘလို့မှပြင်လို့မရဖြစ်သွားတယ်နောက်ပြီးတော့ဒီနှာခေါင်းနေဆိုလဲလက်စံမရှိတော့ဘူးပေါ့နော်ဆိုတော့ဒီသူ့အတွက်နေစေကူသားစေးကအခုလက်တလောလေးမှာကျွန်တော်လူခံနေဆိုတော့လည်းတကယ်နဲ့ဘာမှမဟုတ်တော့ဘူးထပ်ပြီးလဲကျွန်တော်အလူခံရအောင်မှာဖြစ်တယ်ကျွန်တော်မလေးကိုသွားချင်တဲ့ယူချက်ကလည်းကျွန်တော်ကိုယ်တိုင်သွားတွေ့ပြီးတော့မှဓာတ်ပုံလေးတွေရိုက်ပြီးဗီဒီယိုလေးယူပြီးတော့မှနေပြီးတနေရာလောက်ကနေကျွန်တော်ကူညီပေးခြင်းသေးရထပ်ပြီးတော့မှသူ့အတွက်လိုအပ်ချက်ကလေးတွေကိုပေါ်လीเนาะဆိုပြီးသူမှမဟုတ်ပါဘူးဘယ်ဘာသာဝင်မဆိုပါကျွန်တော်ကူညီပါတယ်ကျွန်တော်နဲ့နေပြီးတော့မှကိုထုံးမင်းတို့เนาะပြီးလို့ရှိရင်လည်းတခြားတမ္မတန်ဆိုပြီးတော့မှသမင်းကိုကျော်သူတို့နဲ့ဆိုလို့ရှိရင်လည်းအမြဲတမ်းကျွန်တော်လှူတယ်ကျွန်တော်စေးရုပ်ကြီးမှာပြီးခဲ့တဲ့တစ်ခေါက်ကလည်းကျွန်တော်သွားလှူရလူ400-500စာလောက်ကျွန်တော်လှူတယ်အဲ့မှာဆိုလည်းလူမျိုးဘာသာမရွေးပါပဲဆိုကျွန်တော်ကဟိုဘာသာမှဒီဟာမှမရှိပါဘူးခင်ဗျဟုတ်ဒီအကုန်လုံးကိုကျွန်တော်လိုအပ်နေတဲ့နေရာတိုင်းကိုလိုက်ပြီးတော့မှကျွန်တော်လှူပေးပါတယ်ဟုတ်ကိုရန်သွားလို့ပို့တော့ကျွန်တော်ကစဉ်းစားနေစေပဲရှိပါသေးတယ်ဒါပေမဲ့တကယ်လို့သွားပြခဲ့သည်ရှိတော့ပေါ့နော်ကျွန်တော်ဒါဟိုရောက်မှသိရမယ်ဗျဒါသူဘာလို့အချက်ရှိနေတာလဲဘာတွေဖြစ်နေတာလဲဆိုတော့ကျွန်တော်အဝေးရဆိုတော့ကျွန်တော်သိမသိရဘူးလက်ရှိမှာသူ့ကိုဆော့ရှောက်ပေးနေတယ်ပေါ့ကြည်ပေးနေကိုမင်းစော်ဆိုတဲ့အကောင့်နဲ့အကိုကြီးတက်ရှိတယ်သူနဲ့ကျွန်တော်နေပြီးချိတ်ဆက်နေပါတယ်ပြီးလို့ရှိရင်တော့ဆက်ပြီးတော့မှကျွန်တော်ကျန်တဲ့အကြောင်းလေးတွေဆက်ပြီးရှင်းပြပေးပါအောင်မယ်ခင်ဗျာဟုတ်ဒီဖြစ်ရတဲ့ပတ်သက်ပြီးတော့ပြပဗီရှင်နာကတော့ဟိုပါပေါ့နော်ဒါနေပြီးတော့နေသတိသွားသတိလာသတိစားသတိအကုန်လုံးကသတိပြုရမယ်ဆိုတာရယ်ဘသူမှယုံကြည်လို့မရဘူးဆိုတော့ဒါအဖြေကိုပဲကျွန်တော်ပြောချင်ပါတယ်ဟိုအားလုံးပဲပေါ့နော်ဒါကီးယူဆိုင်ပြီးတော့မှနေပြီးတွာလာကြပါနေထိုင်ကြပါလို့ပြောရင်းနဲ့ညီကုံချုပ်ပါတယ်